ပင်လယ်ဖြန်လေးတစ်ကောင်သည်တန်ငါလေးပေါ်သို့ခုန်တက်ရန်ကြိုးစားနေစဉ်ရှိနေသောလူသားကြောင့်လက်ဖြန်သွားခဲ့သည်သို့တော်လည်းပြပြလာသောအသက်ရှင်လူစိတ်ကြောင့်လေဝမ်းထဲသို့တွားသွားဝင်ရောက်ခဲ့ရသည်ဝေဟီလာငါစုကြီး၏တဖြည်းဖြည်းနီးကပ်လာသောချိန်ချောက်မှုအောက်တွင်ရင်းနေဖြင့်ရှေ့မှလူသားကိုသာယုံကြည်ကိုးစားရန်ရွေးချယ်ခဲ့ရသည့်အမှန်တော့ထိုဖြန်လေးသည်ဝေဟီလာငါစုကြီး၏လိုက်လံအမဲလိုက်ခြင်းကိုခံခဲ့ရခြင်းဖြစ်သည်ထိုမြအစွမ်းထက်လာသောတာရတရိษံကြီးနှင့်ရင်ဆိုင်ရခြင်းတွင်ပင်လယ်ဖြန်လေးမှာလုံးဝလမ်းပိတ်ဆို့ကအသက်အန္တရာယ်အကျက်တဲနှင့်ကြုံတွေ့ခဲ့ရသည်ဝေဟီလာငါစုကြီးအနေဖြင့်လျင်မြန်ပြင်းထန်စွာတစ်ချက်တည်းထိုးဆင်းလိုက်ရုံနှင့်ဖြန်လေးကိုနှစ်ပိုင်းပိုင်းပြစ်နိုင်သည့်အခြေအနေမျိုးဖြစ်သည်ဖြန်လေးသည်အလွန်မင်းကြောင့်လမ်းတုံလောက်သွားပြီးစိုးရိမ်စိတ်များအထုပ်ထိပ်သို့ရောက်ရှိကာအချိန်တိုလေးတွင်အနီးနားရှိတန်ကားလေးတစ်စင်းစီသို့အစွမ်းကုန်ကူးခတ်သွားခဲ့သည်အင်းဒီရှိသမျှခွန်အားကိုအသုံးပြု၍လေပေါ်သို့ခုန်တက်နိုင်ခဲ့သဖြင့်ဝေဟီလာငါစုကြီး၏ရံမှအောင်မြင်စွာလွတ်မြောက်သွားခဲ့သည်ပါဇက်ထဲသို့ရောက်လူနီးပါးဖြစ်နေသောတားကောင်ကလွတ်မြောက်သွားသည်ကိုကြည့်ရင်ဝေဟီလာငါစုကြီးမှလည်းမတက်တာပဲရေပန်းများမှုတ်ထုတ်ကမိမိ၏ဒေါသကိုသာပြသနိုင်ခဲ့တော့သည်အဘယ်ကြောင့်ဆိုသောရှေ့မှလူသားများသည်အလွယ်တကူအနိုင်ကျင့်၍ရသောတရားဝါများမဟုတ်သည်ကိုရင်းကောင်းကောင်းသိရှိနေ၍ဖြစ်သည်သို့တော်လည်းပါနက်လာသောထိုဝေဟီလာငါစုကြီးသည်ချက်ချင်းထွက်ခွာမသွားပဲအခွင့်အရေးတစ်ကိုစောင့်ဆိုင်ရင်းတန်ကားလေးအနီးနားတွင်သာဝဲလေလုပ်နေခဲ့သည်ဘေးရန်နေရာမှတတိတရင်လွတ်မြောက်လာခဲ့သောဖြန်လေးမှမူရင်တမမဖြစ်နေစေပင်ပင်လယ်ပြင်ကိုစိုးရိမ်တကြီးစိုက်ကြည့်နေပြီးမိမိကိုယ်ဘေးကင်းပြီဟုတေချာမှသာတပြင်းချနိုင်ခဲ့သည်သို့သောလှဲ့ကြည့်တွင်လူသားကမိမိကိုစိုက်ကြည့်နေသည်ကိုတွေ့လိုက်ရသည်ထိုအခါမှသာမိမိသည်လူသားတို့၏နေမြေထဲသို့ခြေချမိသွားပြီဖြစ်ကြောင်းသတိပြုမိတော့သည်ကြောက်လန့်တုန်လှုပ်စွာဖြင့်ထွက်ခွာရန်ကြိုးစားတော်လဲတွားရလန်းကပိတ်ဆို့ခြင်းခံထားရသည့်ဖြန်လေး၏တနာစရာကောင်းလာသောမျက်ဝန်းလေးများကိုကြည့်ရင်တန်ငါသည်လူငယ်လေးကပြာရခတ်နေသောဖြန်လေးကိုမြည်သည့်အနေအမှမပြုလုပ်ပါဟုနူးညံ့စွာနှက်သိမ့်ပေးခဲ့သည်သို့တော်လဲလမ်းဖြန်ထားသောဖြန်လေးမှာအလွန်မင်းသတိကြီးစွာထားနေစေပင်ပင်လယ်ပြင်တွင်အနေမရှိတော့ကြောင်းအချိန်ချင်းအတီးပြုပြီးနောက်လေပေါ်မှတိုက်ရိုက်ခွာလိုက်သည်ထို့သို့ခွာလိုက်ခြင်းကအပြင်တွင်အကွက်ချောင်းဆောင်နေသောဝေဟီလာငါဆိုကြီးအတွက်အခွင့်အရေးဖြစ်သွားစေခဲ့သည်ဝေဟီလာငါဆိုကြီးသည်မြည်သည့်ပြင်ဆင်မှုမှမရှိသေးသောဖြန်လေးထံသို့တေးစေနိုင်လောက်သောတိုက်ခိုက်မှုကိုချက်ချင်းပြုလုပ်ခဲ့တော်သည်ထိုရင်တက်ရှိမောခွဲမြင်ကွင်းကိုမြင်တွေ့ရသူအလုံးကဖြန်လေးတေချာပေါက်တေရတော်မူဟုထင်မှတ်ခဲ့ကြသည်သို့သောမမျှော်လင့်ပဲဖြန်လေးသည်လျင်မြန်ဖြစ်လက်သောခန္ဓာကိုယ်လှုပ်ရှားမှုဖြင့်ဝေဟီလာငါဆိုကြီး၏အရှိန်အဟုန်ပြင်းပြင်းလိုက်လံဆွဲကပ်မှုများကိုစက်တိုက်ဆိုသလိုရှောင်တိန်နိုင်ခဲ့သည်ကံကောင်းထောက်မစွာဖြင့်ရှောင်ကွင်းနိုင်ခဲ့သောဖြန်လေးသည်တန်ကားလေးစီသို့တဖန်ပြန်၍ကူးခတ်လာခဲ့ရပြီးရှိသမျှအင်အားဖြင့်လေပေါ်သို့ထပ်မံခုန်တက်ခဲ့သည်ရှိမှလူသားကိုရင်ဆိုင်ရမည်ဖြစ်၍ဇဝေဇဝါနှင့်တုံ့ဆိုင်မှုများရှိနေသေးတော့လဲနောက်ဆုံးတွင်ထိုလူငယ်လေးကိုသာယုံကြည်ရန်ရွေးချယ်ခဲ့သည်ယင်းသည်လေဝမ်းထဲသို့တိုက်ရိုက်ခုံစင်းကထွက်ပြေးရမည့်အချိန်ခါကောင်းကိုစောင့်ဆိုင်နေခဲ့သည်နောက်တစ်ကြိမ်တားကောင်လည်းချော်သွားခဲ့သောဝေဟီလာငါဆိုကြီးသည်လက်မလျှော့သေးပဲတန်ကားလေးနီးတွင်ဆက်လက်လှည့်လည်နေစေပင်အန်ရဲ့အငွေ့တက်များမပြောက်ပြတ်သေးသည်ကိုခံစားမိ၍ဖြစ်ကောင်းဖြစ်နိုင်သည်ပင်လယ်ပြန်လေးမှာဘာလို့ရမှန်းမသိဖြစ်နေပြီးမိမိကိုကူညီပေးပါရန်တောင်းပန်တိုးရှိုးနေတဲ့ကဲ့သို့တနာစရာမျက်ဝန်းလေးများဖြင့်ထိုလူငယ်လေးကိုစိုက်ကြည့်နေခဲ့သည်ဤမြလူလိုကိုနားလက်တတော်တတော်ဝါလေးကိုကြည့်ရင်လူငယ်လေးကရင်းအတွက်တစ်ခုခုလုပ်ပေးရန်ဆုံးဖြတ်လိုက်သည်ထို့ကြောင့်ဖြန်လေးကိုပုံမကျဲဝန်းသောလေဝမ်းတွင်၌ပုံခိုနေစေပြီးလေကိုထိုအန်ရဲ့ရှိသောပင်လယ်ပြင်မှမောင်းနေထွက်ခွာခဲ့သည်ဝေဟီလာငါဆိုကြီးနောက်ရောက်ခံလိုက်မလာတော့ကြောင်းတေချာသည့်အခါမှသာပင်လယ်ဖြန်လေးသည်ပင်လယ်ပြင်သို့နောက်ဆုံးတွင်ပြန်လည်ဆင်းသက်နိုင်ခဲ့တော့သည်အင်းသည်လေနားတွင်တိုးဆုပ်ဖြင့်ချက်ချင်းထွက်မသွားပဲရှိနေခဲ့ရာထိုလူငယ်လေး၏အသက်ကယ်တင်ခြင်းကျေးဇူးကိုကျေးဇူးတင်စကားဆိုနေသည်နှင့်ရှိတော်သည်တဘာဝတရား၏နိယာမအရာအားနည်းသူသည်အာသာသူ၏တားကောင်ဖြစ်ရမည်ဖြစ်တော်လဲထိုနေ့ရက်တွင်ပင်လယ်ဖြန်လေးတစ်ကောင်သည်မိမိ၏အသက်ကိုလူသားတို့လက်ထဲသို့ယုံကြည်အပ်နှံခဲ့ပြီးနှွေးထွေးလာသောစောင့်ရှောက်မှုတစ်ရက်ကိုပြန်လည်ရရှိခဲ့လေသည်